ဩဂုလ22ရက်ခုနှစ်သားသမီးအားလုံးအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗျာမိတ်ဆွေခုနှစ်သားသမီးပေါင်းတိုးတက်ကြီးဝါအောင်မြင်ပြည့်စုံနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လဲဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာဒီနေ့2026ခုဩဂုလ22ရက်စနေနေ့တနေ့တာအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗျာဒီနေ့ဟာခုနှစ်သားသမီးမိတ်ဆွေများအနေနဲ့ရည်ရထားတာတွေအောင်မြင်မဲ့နေ့ဖြစ်ပါတယ်အခက်အခဲအကျက်တဲမျိုးစုံတို့မှလွတ်မြောက်ဖို့အတွက်ရုန်းကန်ကြိုးစားခြင်းလုပ်ငန်းအစပြုအစပြိုးအတွက်ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်းတွေပြုလုပ်ဆောင်ရွက်သင့်ပါတယ်မိမိရည်ရွယ်ချက်ရည်မှန်းချက်တွေပြည့်ဝဖို့အတွက်အကောင့်ထဲဖို့အားထုတ်ခြင်းအလုပ်တွေပြုလုပ်ဆောင်ရွက်သင့်တဲ့နေ့ဖြစ်ပါတယ်ဗျဒီနေ့အတွက်ကံတရားရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အပြရောင်ခရမ်းရောင်များပါတဲ့ဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ဒီနေ့ရဲ့အောင်တက်အားကောင်းတဲ့နေ့နံတွေကတော့တောက်ကြသားသမီးအင်္ဂါသားသမီးတို့ဖြစ်ကြပြီးတော့ကံကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့6ကဏ္ဍ3ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာပဲရောင်းခြင်းကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေရောင်းခြင်းတဲ့ပစ္စည်းတွေကိုတစ်သားချောင်းလေးတစ်ချောင်းနဲ့အစင်ပြာတစ်သားချောင်းသေးကြီးတိုးရှည်တစ်သားချောင်းလေးတစ်ချောင်းနဲ့တိုးခောက်ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူပေါင်းသေးမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်တစ်သီးဖြော်ရည်တန်ပရာရည်ဇီးသီးတမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးကောင်းကျိုးလူရဆန္ဒများလေးပြည့်ဝတော်မူနိုင်ကြပါစေခင်ဗျာ